ဒါကတော့ဆန္ဒလုပ်တဲ့တုံးရဟင်းကျူလေးပါအိမ်မှာရှိတဲ့ပစုံကိုစီတက်ပြီးတော့ရေလေးထည့်ပြီးတော့ရေကပွက်ပွက်လေးဆူလာပြီးဆိုရင်အဲ့ဒီမှာကော်ပီပန်းနေမုံလာဦးနေခန်းကြီးလေးတွေထည့်တယ်ပြီးရင်တုံးရတုံးလေးထည့်ပြီးတော့ပွက်ပွက်ဆူအောင်လုပ်လိုက်ပါတယ်ပြီးရင်တော့အုံနိုးရည်လေးကိုလောင်းထည့်ပြီးလိုက်ပါတယ်ပြီးပြီဆိုရင်တော့အဲ့မှာပြုတ်ထားတဲ့ငုံးလေးကိုထည့်ပြီးလိုက်ပါတယ်ပြီးစားနေငယ်ထည့်လိုက်ရင်ဆန္ဒလုပ်တဲ့တွန်းအင်ဂျူလေးရပါပြီစီးရင်နေဆွေလောက်ပါ